ခလေးတို့ရေအားလုံးသိချင်နေကြတဲ့ရောသားလေးရဲ့ဇက်လန်ဇက်သိမ်းပိုင်းလေးကိုရောက်ရှိလို့လာပါပြီ။ဒါဆိုရင်တီတီဘေဘီကဆက်ပြောပြပေးမယ်နော်။ခလေးတို့ရေမနေ့ကရောသားနဲ့သူ့အကိုတွေပြန်တွေ့ပြီးခွင့်လွန်ခဲ့တာမမေ့ကြသေးလား။ဒီနေ့တော့သူတို့မိသားစုဘလို့ပြန်ပြီးအတူတူနေကြတယ်လေဆိုတာကိုဆက်ပြီးတော့မှနားထောင်ရမယ်နော်။ရောသားကသူ့အကိုတွေကိုပြောတယ်တဲ့။မြန်မြန်ပြန်သွားပြီးတော့မှဖေဖေကိုအီဂျစ်ကိုခေါ်လာပါတဲ့။သူ့အကိုတွေကအိမ်ကိုပြန်သွားပြီးတော့မှယာကုပ်ကိုပြောတယ်။ရောသားမတည်သေးဘူး။အီဂျစ်မှာအရေးကြီးတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုပြီးတော့မှပြန်ပြောတယ်တဲ့။ခလေးတို့ကြီးဖေဖေယာကုပ်ကပထမမှာတော့မယုံဘူးမဖြစ်နိုင်ဘူးလို့ထင်တယ်တဲ့။ဒါပေမဲ့သူတို့ရောသားပို့လိုက်တဲ့လက်ဆောင်တွေကိုမြင်တဲ့အခါမှာယာကုပ်ကယုံကြည်လာတယ်တဲ့။ယာကုပ်ကပြောတယ်ငါသားရောသားကိုတွေ့ရမယ်ဆိုရင်ငါသွားမယ်ဆိုပြီးတော့မှပြန်ပြောလိုက်တယ်တဲ့။အဲ့ဒါနဲ့ပဲယာကုပ်ကမိသားစုတစုလုံးအီဂျစ်နိုင်ငံကိုခရီးထွက်သွားကြတယ်တဲ့။ရှေ့လျားတဲ့ခရီးပဲနော်။ဒါပေမဲ့သူတို့စိတ်ထဲမှာတော့ဝမ်းသာမှုတွေနဲ့ပြည့်နေတာပေါ့ကွယ်။အဲ့ဒီမှာယောသားကသူ့ရဲ့ဖေဖေယာကုပ်ကိုကြိုဆိုဖို့ထွက်လာတယ်တဲ့။သူတို့နှစ်ယောက်ပြန်တွေ့တဲ့အချိန်မှာယောသားကဖေဖေကိုဖဲပြီးတော့မှညင်ရင်ကြတယ်။ယာကုပ်လေးကလည်းငါသားလေးလို့ခေါ်ပြီးတော့မှညင်ကြနေတာပေါ့ကွယ်။ခလေးတို့ကြီးဒီဟာကအရင်ချစ်ဖို့ကောင်းတဲ့အချိန်ငယ်နော်အချိန်အကြာကြီးခွဲခွာပြီးတော့မှနောက်တစ်ခါပြန်တွေ့ရတဲ့အချိန်ယောသားကသူ့မိသားစုကိုအီဂျစ်မှာနေရာကောင်းတစ်ခုပေးလိုက်တယ်တဲ့အစားလည်းပေးတယ်နေရာကောင်းလည်းပေးတယ်တဲ့ဟာရောဘုရင်ကတောင်သူတို့ကိုကြိုးဆိုပြီးဒီနိုင်ငံမှာနေပါကောင်းနေပါလို့ပြောတယ်တဲ့အဲ့ဒီနောက်မှာယောသားနဲ့သူ့မိသားစုအတူတူပျော်ရွှင်စွာနေထိုင်ကြတယ်တဲ့ဒါပေမဲ့အချိန်တစ်ခါမှာတော့ယာကုပ်ဖေဖေကအသက်ကြီးလာပြီနောက်ဆုံးမှာသူ့ကွယ်လွန်သွားတာပေါ့ကွယ်အဲ့ဒီနောက်မှာယောသားရဲ့အကိုတွေကနောက်တစ်ခါထပ်ပြီးကြောက်လာတယ်အခုတော့ယောသားလက်စားချိမလားဆိုပြီးတော့မှကြောက်လာတယ်တဲ့ဒါပေမဲ့ယောသားကပြောတယ်မကြောက်ပါနဲ့ငါမင်းတို့ကိုခွင့်လွှတ်ပြီးသားပါမင်းတို့မကောင်းတာလုပ်ခဲ့ပေမဲ့ဖယားသခင်ကကောင်းတာဖြစ်အောင်ပြောင်းလဲခဲ့တယ်တဲ့ခလေးတို့ရေအန်တီဘေဘီပြောခဲ့တဲ့ဒီယောသားပုံမြင်လေးတွေကအဲ့ဒီတင်ယူနိုင်ခဲ့လေခွင့်လွှတ်တတ်ဖို့ကောင်းတဲ့စိတ်နဲ့နေဖို့ဖယားသခင်ကိုယုံကြည်ဖို့ပါကဲယောသားပုံမြင်လေးကတော့ဒီမှာပဲပြီးပါပြီနော်ခလေးများအားလုံးပေါ်မှာဖယားသခင်တာ၍ကောင်းချီးပေးပါစေကွယ်